န်ကောက်ကိုယထာနဲ့ပြန်มาဖြစ်ပါတယ်ခုချင်းမိုင်ဘူတာမှာပါဒီရဲ့ဒီမောင်လေးရောရုံးကညီမလေးရောယထာမစီဘူးလို့သူတို့ဒါယထာ experience ရအောင်ယထာနဲ့ပြန်ပေးတာပေါ့နော်အဲ့တော့ယူကယထာ6နာရီထွက်မှာကိုရီးယားနည်းနည်းနောက်ကျနေတော့နည်းနည်းလောပြီးတော့ရှောက်ပါတယ်ကိုရီတွဲရ4ဆိုတော့ဝေးရှောက်ရတယ်အဲ့တော့ကိုရီနံပါတ်က73 14 16ဆိုတော့ကိုရီနံပါတ်ကိုရောက်ပြီးတော့နေရာယူပြီးတော့ယထာထွက်ဖို့ထိုင်ဆောင်နေရပါတော့နေရာစင်းနေယူထားတာဖြစ်ပါတယ်6နာရီထိုးမှာပဲအတိမှာပဲယထာထွက်ပါတယ်ခုကတော့ဒါညစာစားတော့မှဖြစ်ပါငါတို့မိုက်မစားလေးပဲအစိုးကျွေးရပါအေးရတယ်တော့မခင်းတော့အိတ်ချင်လဲအိတ်ပဲ sorry 6နာရီပဲအိတ်ရတယ်ခင်းနေအားပါယထာနဲ့ရလေ6နာရီထွက်ပြီး6နာရီခွဲမှသူကကောင်းအိပ်ရာတွေကိုလိုက်ခင်းနေတယ်အဲ့တော့6နာရီခွဲဆိုတဲ့အချိန်မှာအိပ်ချင်းအိပ်ရမယ်သဘောပေါ့နော်အဲ့တော့အိပ်ရာတွေကိုလိုက်ခင်းနေအဲ့တော့ညစာတွေကိုစောကြီးစားရတယ်ပေါ့နော်အဲ့တော့ပြီး6နာရီခွဲမှာအိပ်ရာတွေခင်းပြီးကိုနေရာနဲ့ကိုယူပြီးတော့အိပ်ရတယ်ဆိုတော့စောတော့အိပ်ဖြစ်သွားတာပေါ့နော်ယထာပေါ်ရောက်တဲ့အခါကျတော့သူကလည်းသူတယောက်တည်းနဲ့တရွဲလုံးတာဝန်ယူရတာဆိုတော့လေသူလည်းစောကြီးသူလည်းခင်းရတာပေါ့နော်အကုန်လုံးပြည့်အောင်သူလည်းသူတာဝန်နဲ့သူပေါ့ငါတို့မအိတ်ခင်ပေါ့ဒါတော့ upper class မှာဖြစ်တယ်မှာ business class First class first class မှာ